စိတ်ကြီးမက်ဆီသည်အလွန်မင်းဒေါသထွက်ပြီးသူလိုချင်သောနိုင်ငံတိုင်းကိုတိမ့်ပိုက်လျင်ဘာဖြစ်သွားမည်နည်းသူတို့၏ပထမဆုံးသားကောင်သည်ဥရုဂွေးဖြစ်ပြီးဒီ၌တက်မတော်အငယ်စားရှိသောကြောင့်ပျက်စီးသွားလိမ့်မည်ထို့နောက်ပါရာဂွေးနှင့်ဘိုလီဗီးယားနိုင်ငံတို့ကိုချိန်ကိုက်တိုက်ခိုက်မည်ဖြစ်သည်အာဂျင်တီးနားတပ်များသည်အတော်အသင့်ခုခံကာကွယ်နိုင်သဖြင့်အာဂျင်တီးနားအားတပ်ဖြစ်တင်ရန်ဖိအားပေးကနောက်ဆုံးတွင်အနိုင်ရအောင်တိုက်နိုင်မည်ဖြစ်သည်ချီလီနိုင်ငံသည်လုံးဝဝိုင်းရန်ခံထားရပြီးလက်နက်ချအညံ့ခံရမည်ဖြစ်ကမဟာအာဂျင်တီးနားအင်ပါယာကြီးထူထောင်ရန်အာဂျင်တီးနားအားကူညီပေးလိမ့်မည်ဘရာဇီးသည်အလွန်ဒေါသထွက်ပြီးအာဏာဟန်ချက်ပြန်ညီအောင်လှုပ်လိုသည့်အတွက်အာဂျင်တီးနားကိုတိုက်ခိုက်လိမ့်မည်တို့ရာတွင်ထိုအချိန်တွင်အာဂျင်တီးနားသည်အလွန်အားကောင်းနေပြီဖြစ်သဖြင့်ဘရာဇီးတပ်များအားဝေးရာသို့ပြန်တွန်းနိုင်မည်ဖြစ်သည့်အမေရိကန်ပြည်ထောင်စုသည်ဘရာဇီးအားအကူအညီပေးရန်ကြိုးစားမည်ဖြစ်တော်လဲဘရာဇီးကြဆုံးပြီးမှသာကူညီနိုင်အာဂျင်တီးနားသည်ကြက်ရှိနေသေးသောနိုင်ငံများအားတစ်ခုပြီးတစ်ခုသိမ်းပိုက်ကနောက်ဆုံးတွင်တိုက်ကြီးတစ်ခုလုံးကိုစိုးမိုးအုပ်ချုပ်နိုင်သည့်အထိအောင်မြင်သွားလိမ့်မည်ခရစ္စတီယာနိုရိုနယ်ဒိုသည်ဘောလုံးနယ်ပယ်တွင်သာမကနိုင်ငံရေးနယ်ပယ်တွင်မှမက်ဆီကဆက်လက်တောက်ပသည်ကိုမြင်ပြီးအလွန်ဒေါသထွက်ကစိတ်တူသွားခဲ့သည်ထိုစိတ်ဆိုးမှုဖြင့်ရိုနယ်ဒိုသည်ကုလသမဂ္ဂသို့တိုင်ကြားကမက်ဆီအုပ်စုကိုနှိမ်နင်းရန်စစ်တပ်စေလွှတ်ရန်တောင်းဆိုခဲ့သည်တို့ရာတွင်မက်ဆီသည်မဟာဗျူဟာကျသောမြေမျက်နှာတွင်ပြင်းနှင့်ပါနတ်သောနီးဗျူဟာများကိုအသုံးပြုခြင်းဖြင့်ကုလသမဂ္ဂတပ်များအားအကူအညီမရှိသလိုဖြစ်စေကာ